ရှင်ဒီနေ့ကျွန်တော်တို့လေးလာသုံးသပ်ဖို့ရားထားတာကတော့လေလုပ်ငန်းခွင်အတွေ့အကြုံမားနှစ်ကျော်ပြီးဖြစ်တဲ့အဆောက်အဦဤအင်ဂျင်နီယာတယောက်ကနေပြီးတော့ဒီဘာသာရပ်ကြီးကိုအစနေပြန်သိရင်ဘယ်လိုချင်းခတ်မလဲဆိုတာရှင်းပြထားတဲ့ YouTube ဗီဒီယိုကောက်နှုတ်ချက်တစ်ခုပါ ဟုတ်ကဲ့သူကအခုလက်ရှိအထက်မြင့်တိုက်တီရောလူနေအိမ်တွေရောဒီဇိုင်းဆွဲနေတဲ့အင်ဂျင်နီယာဆိုတော့လေသူ့အတွေ့အကြုံကနေပြန်ပြောပြတာပေါ့ဟုတ်ပါတယ်ဆိုတော့သူ့ရဲ့ရှင်းပြချက်ကတကယ်လက်တွေ့အသုံးဝင်မဲ့လမ်းညွှန်ချက်မျိုးဖြစ်မဲ့ပုံမှန်နော်သူကဒါကို structural engineering roadmap လို့တောင်နာမည်ပေးထားတယ်တက္ကသိုလ်မှာဘာကိုအဓိကထားရမလဲအချိန်ကိုဘယ်လိုအကျိုးရှိရှိသုံးမလဲဆိုတာမျိုးပေါ့အဓိကခေါင်းစဉ်ကြီး၄ခုနဲ့ပြောသွားတယ် theory လက်တွေ့အတွေ့အကြုံပြီးတော့လေ့လာနည်းစနစ်တွေဆိုပြီးတော့ကောင်းပြီလေဒါဆိုပထမဆုံး theory ဘိုင်းကိုအရင်စလိုက်ကြရအောင်အခြေခံကအရေးကြီးဆုံးဆိုတဲ့သဘောလားအဒီအကြပဲအခြေခံ engineering mechanics ကိုသိချာနားလည်ထားဖို့လိုတယ်ဥပမာ free body diagrams လိုအမျိုးတွေပေါ့အားတွေဘလို့သိအောင်နေလဲပုံနဲ့မြောက်ကြည့်တာဟုတ်ကဲ့နောက်ပြီး bending moment နဲ့ shear force diagram ဆွဲတာတွေရောပါမှာပေါ့နော်မှန်ပါတယ်အဲ့ဒါတွေကအဆောက်အဦအစိပ်ပိုင်းတွေဘလို့ကွေးနိုင်လဲဘလို့ဖြစ်နိုင်လဲဆိုတာကိုခန့်မှန်းဖို့အခြေခံပဲလေနောက်ပြီး center of gravity တို့ second moments of area တို့လို့ data ဂုဏ်တတိတွေ့တာ trusses တွေကိုခွဲခြမ်းစိတ်ဖြားတာတွေ method of joints method of sections တို့ပေါ့ဒါတွေကအခြေခံပဲ mechanics of materials ကတော့ဘလောက်အရေးပါလဲအဲ့ဒါလည်းအရေးကြီးတာပဲ data တွေကဝင်အားကြလာရင်ဘလို့မျိုးတုံ့ပြန်လဲဆိုတာကိုနားလဲဖို့လေmodulus of elasticity ဆိုတဲ့မာကျော်မှုကင်းကရန်တွေ section modulus လို့ beam ရဲ့ခန္ဓာရည်ကိုပြတာတွေ beam deflection ဘလောက်ထလဲတွက်တာတွေ flexure formula ဘလို့အလို့လို့လေတည်တာတွေပါတာပေါ့ဒါပေမဲ့စိတ်ဝင်စားစရာအကြံပေးချက်တစ်ခုကအဲ့ဒီအခြေခံတွေကိုလက်နဲ့တွက်တာမျိုးကိုအချိန်အများကြီးမပေးဖို့ပြောထားတယ်ဆိုဟုတ်တယ်ဆိုတော့ကနီယမော့ကိုနားလဲဖို့နဲ့စာမေးပွဲအောင်ဖို့လောက်ပဲချိန်ပြီးအရင်ကြီးအသေးစိတ်လက်နဲ့တွက်နေဖို့အချိန်မကုန်စင်နဲ့ပေါ့ဘာလို့လဲဆိုတော့တကယ်လုပ်ငန်းခွင်မှာ software တွေကဒါတွေကိုချက်ချင်းတွက်ပေးနိုင်တယ်လေအဓိကကသူ့ရဲ့သဘောတရား concept ကိုနားလဲဖို့ပဲဟုတ်ပါပြီဒါဆိုအဲ့ဒီအခြေခံနေပြီးရင်ပဲအပိုင်းကိုဦးစားပေးရမလဲအဲ့ဒါပြီးရင်တော့ steel design နဲ့ concrete design လို့လက်တွေ့ပို့ဆန်းတဲ့ဘာသာရပ်တွေကိုအာရုံစိုက်ရမယ် steel design မှာဆိုရင် load take down ဆိုတဲ့သဘောတရားကိုစပြီးနားလည်ဖို့အရေးကြီးတယ် load take down ဆိုတာပါဒါကအစောဝီဒီခုရဲ့အပေါ်ဆုံးကနေအောက်ဆုံး foundation ဒီ wind အားဒီဘလို့ ascension တဲ့တော်လဲဆိုတဲ့လမ်းကြောင်းကိုတွက်ထုတ်တာလေ engineer တယောက်ရဲ့အဓိကအလုပ်ပဲ layer dead load life load လျင်အားစတာတွေကိုဘလို့ထည့်တော်ရမလဲဆိုတာတွေပေါ့ concrete design ကပိုရှုပ်တယ်လို့ပြောကြတယ်နော်ဟုတ်တယ်နည်းနည်းတော့ပိုရှုပ်နေလေဒါပေမဲ့အရင်အရေးကြီးတယ်reinforced concrete နဲ့လုပ်တဲ့ beams, slabs, walls, columns တွေကိုဘယ်လို design ဆွဲမလဲဘယ်လို question စိတ်ပြမလဲတင်ရမှာနောက်ပြီး geotechnical engineering ပေါ့မြေကြီးအကြောင်းဟုတ်ကဲ့ foundation နဲ့ဆိုင်တာတွေပေါ့foundation အတွက်မြေကြီးကဘယ်လောက်ဝင်ခံနိုင်လဲ bearing pressure မြေမျိုးစားတွေနောက်ပြီး retaining wall design ဆွဲဖို့မြေကြီးရဲ့ဘေးတိုက်ကန်ဟာ lateral earth pressure တွေ့တာမျိုးတွေဒါတွေလည်းအခြေခံသိထားဖို့လိုတယ်theory ပိုင်းပြီးတော့လက်တွေ့ပိုင်းမှာကျတော့ structural drawings ကအရေးကြီးဆုံးလို့ဆိုထားတယ်နော်ဒါပေမဲ့တက်တော်မှာဒါကိုသိမတင်ပေးဘူးဆိုဟုတ်ပါတကယ်တော့အဲ့ဒါက engineer ရဲ့နောက်ဆုံးထုတ်ကုန်ပဲလေကျတို့တွက်ချက် design ဆွဲတဲ့မြတ်ကအဲ့ဒီ drawing နဲ့မှာပါတယ်ဆောက်တဲ့သူတွေကအဲ့ဒါကြည့်ပြီးဆောက်ရတယ်ဆိုတော့ကျောင်းသားဘဝကတည်းကဘယ်လိုလေ့လာထားတဲ့လဲအကြံပြုထားတာကတော့ Google မှာ structural drawings နမူနာတွေရှာကြည့်ဘယ်လိုဖိုက်ရလဲသင်္ကေတတွေကပါလဲဆိုတာကိုဘာသာလေ့လာထားဖို့ပဲနောက်တစ်ခုကဆောက်လုပ်ရေးဝါဟာရတွေ construction terminology ဥပမာ rafters struts bracing purlins ဆိုတာတွေဒါတွေများများသိထားလိကောင်းလေပဲလုပ်ငန်းဝင်ခါစားမှာအရန်အထောက်အကူထည့်တယ်ဟုတ်ကဲ့ software ပိုင်းကတော့ SpaceCast တို့ Strand 7တို့လိုမျိုးအဲ့ဒါတွေလည်းမရှိမဖြစ်ပဲဒီဘက်ခေတ်မှာ software မတုံးတော့လို့မရတော့ဘူးလေအဆောက်အဦတစ်ခုလုံးကို model ဆော့ပြီးအားတွေဘလို့တက်ရောက်လဲခွဲချမ်းစိတ်ဖြာတာ design လုပ်တာပေါ့တနေရာနဲ့ကိနေရာသုံးတဲ့ software နည်းနည်းကွာနိုင်ပေမဲ့ steel ဒါမှမဟုတ် concrete design software တစ်ခုခုကိုကျွမ်းကျင်ရင်ကျန်တာတွေလေ့လာတာမခက်တော့ဘူးအခြေခံကတူတာဟုတ် theory နဲ့လက်တွေ့ပြီးတော့အတွေ့အကြုံပိုင်းကိုလည်းထည့်ပြောထားသေးတယ် internships ကအရေးကြီးတယ်ပေါ့မှန်ပါတယ်အလုပ်တင်စင်းတာကတကယ်ကိုအရေးပါတယ်ပထမနှစ်လောက်ကတည်းကစာပြီးရှောက်တင်တယ်အထူးသဖြင့် community သေးသေးလေးတွေကိုဖိမှတ်ထားဖို့ချမ်းပေးထားတယ်ဟုတ်လားဘာကြောင့်လဲဘာလို့လဲဆိုတော့ company ငယ်လေးမှာအလုပ်မျိုးစုံကိုလက်တွေ့ကင်ခွင့်ပို့ရတယ်ပြီးတော့ senior engineer တွေစီက direct လမ်းညွှန်မှုပို့ရနိုင်တယ်လေနောက်တစ်ခုက personal projects လုပ်ဖို့တိုက်တွန်းထားတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်နော်ကိုယ့်ဘာသာ design ဆွဲကြည့်တာမျိုးလားဟုတ်တယ်ဥပမာကိုတောင်လေးတစ်ခုဒါမှမဟုတ်အိမ်သေးသေးလေးတစ်လုံးကိုကိုယ့်ဘာသာစပြီး design ဆွဲကြည့် load တွေတွဲကြည့် drawing ထုတ်ကြည့်တာမျိုးပေါ့
အဲ့လိုလုံးရင်တဲ့ theory နဲ့လက်တွေ့ကိုချိတ်ဆက်မိလာမယ်ပြဿနာဖြေရှင်းနိုင်စွမ်းတက်လာမယ်ပြီးတော့ကို resume အတွက်လည်းပြစရာ project တစ်ခုဖြစ်လာတာပေါ့ ဟုတ်ပါပြီနောက်ဆုံးတစ်ချက်ကတော့လေ့လာနည်းစနစ်တွေနော် ဟုတ်ကဲ့ထီရောက်တဲ့လေးလာနီလေးခုကိုပြောသွားတယ် summary sheets လို့တာဆိုလိုတာကသင်ခန်းစာတစ်ခုပြီးရင်ကိုနားလေသလိုအချင်းချုပ်ပြန်ရေးတာနောက်ပဲလေ့ကျင့်ခန်းအဖြေတွေကိုရှင်းရှင်းလင်းလင်းကိုယ်တိုင်ပြန်ရေးမှတ်တာ IT recall နဲ့ space repetition ဆိုတာကတော့ active recall ဆိုတာကစာမကြည့်ပဲကိုယ်မှတ်ဉာဏ်တဲ့ကနေပြန်ထုတ်ကြည့်တာပြန်ဖြည့်ကြည့်တာမျိုး space repetition ကတော့တစ်ခါချက်ပြီးရင်မမေ့အောင်လို့ရက်ချပြီးတော့တစ်ခါပြန်လေ့လာတဲ့နည်းစနစ်ပေါ့ဒီနည်းတွေကတကယ်နားလည်ဖို့နဲ့ရေရှည်မှတ်မိဖို့အရာတုံးဝင်တယ် ဒီနေ့ဆွေးနွေးရတာတွေကိုပြန်ကြည့်ရင်အဆောက်အဦ engineer ပညာရပ်ကိုကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုတော့အခြေခံ theory ခိုင်မာရမယ်လက်တွေ့ drawing တို့ software တို့ကျွမ်းကျင်ရမယ်တကယ်တွေ့ကြုံရှိရမယ်ပြီးတော့ချီရောက်တဲ့လေးလာနည်းတွေကိုသုံးတတ်ဖို့လိုတယ်ဆိုရယ်လမ်းပြမြေပုံတစ်ခုရလိုက်သလိုပါပဲ ဟုတ်ပါလေစဉ်းစားစရာလေးတစ်ခုကတော့ဒီလိုမျိုးအခြေခံကိုနားလည်အောင်လက်တွေ့ကျွမ်းကျင်မှုတိဆောက်အတွေ့အကြုံယူပြီးတော့ active recall လိုမျိုးထိရောက်တဲ့တင်ယူနည်းတွေသုံးတဲ့ချင်းကပ်မှုကတခြားစိတ်ဝင်စားတဲ့ဘလို့ဘာသာရဲ့နယ်ပယ်မျိုးမှာမစိုးနားလည်ကျွမ်းကျင်မှုကိုဘလောက်အထိမြန်ဆန်းအောင်ကူညီပေးနိုင်မလဲဆိုတာပါပဲ